အားလုံးပဲမင်္ဂလာပါတော့ဆိုပေမဲ့နော်လူတွေပြည်လာတဲ့ခါမှာတကယ်ပဲပိုပြီးမှပြည်ဆုံးသွားတယ်လို့ခံစားရတယ်နော်တော့လေးကလည်းတာယာဆိုပြီးစိတ်လန်းပြီးမှနော်ချောင်းနဲ့ဘလောက်ကြည်နေစီရကောင်းအိမ်လေးကျွန်တော်တို့တေးတဲ့အိမ်ပေါ့နော်ဒါစပယ်ရှယ်ပဲနော်မြို့မှာတော့မှဒီလောက်ကောင်းတဲ့အိမ်တေးလို့ရအောင်ပို့နော်โอเคအဲ့တော့ဒီမှာဒီနေ့ရက်မှာဆိုရင်တော့ဒီကနိုင်ငံသားတွေပေါ့နော်သူတို့လည်းအပန်းဖြေမိသားစုဝင်အပန်းဖြေလာကြတယ်ဖွဲလိုက်ဒီမှာစုပေါင်းရောက်လာတာဆိုလို့ဟုတ်ကဲ့ကားမှလည်းရှိအားလုံးပေါင်း3ဖွဲလောက်ပါလေဒီနားမှာနော်ဟိုချောင်းထိပ်မှာဆိုရင်တော့ဒီထက်တော့များတယ်ပေါ့နော်စပင်းအော်ပါလေဆိုင်ကယ်ပြန်တဲ့ဟာတွေရောအပြည့် stage show ရောတခါလဲဆက်နဲ့လာတော့ဟိုမှာအခုဆိုရင်သူတို့မနဲ့ဆော့လက်ချကန်နေလို့နေနော်သူကတကယ်ပဲနော်လူကြီးတွေကအစနော်စံပြပေါ့စံပြမဟုတ်အင်းစင်တော့၄ခန်းရှိလူကြီးတွေကစံပြနော်လက်ချကန်ကျမရေးတယ်ပေါ့နော်အကစီယာတွေကယောက်ျားလေးဖြစ်နေနော်မင်းသိဟုတ်စံပြလို့နော်ဒီနောက်မှာဆိုရင်ခါလဲကားတွေပါအရောက်နော်ရွှေမော်တွေပယင်းမော်တွေတနိုင်းနော်ပယင်းမော်တွေရောက်သွားတယ်ပဲနော်ကြည့်ပါဦးညဆိုရင်ဒီမှာသူတို့တွေactivity တွေအများကြီးပေါ့နော်ဂျင်းနေကြတာနော်ဟိုဘက်ချမ်းမှာဆိုလဲဆိုင်တွေပြောပြီးပဲသွားလိုက်လာလိုက်နေနော်ဟိုဘက်ချမ်းမှာအကြီးကြီးစီစဉ်လိုက်တော့မသိဘူးသူတို့ဒီက heavy ကစားစရာတွေအများကြီးသူတို့ဒီစင်ပြီးမှလာကြတယ်ချိတ်ပြုတ်နော်ဒီမှာဆိုလေလူကြီးတွေကချက်ပြုတ်ယောက်ျားလေးပဲချက်ပြုတ်ပဲတက်ရှိနေဆုံးယူလာတယ်သူတို့ဒီကမိုက်တယ်အိမ်လေးကမင်းရတယ်အချင်းဆိုရနော်ကားတွေပြည့်ပဲဟိုဖေးဒီဟိုမှာတွေရောပြည့်ပဲဟိုဘက်ဟိုမှာတွေရောဟိုဘက်အနောက်မှာဆိုဟောတွေရှိရနော်ခမ်းမကြီးတွေပေါ့နော်အဲ့ဒီမှာလည်းပြည့်သေးတယ်နော်ဟုတ်ခါတိုင်းကျွန်တော်လာတဲ့ချိန်တော့အဲ့လောက်မရှိဘူးကျွန်တော်ပဲလူသိမရှိနော်ဒီကောက်မှာတကယ်မနေ့ညအိမ်တော်မှပြည့်ပြီဆိုကြိုတင်ယူထားကြတယ်ဆိုလို့ခဏဖေးလိုက်ရဟိုဘက်မှာဆိုင်ကယ်တွေရောပြည့်တယ်နော်အပြည့်ပဲပြည့်ဟိုဘက်ကန်ဒီဘက်ကန်ပြည့်နော်ပြည့်ဟုတ်တယ်ပေါ့နော်ကြမ်းဟိုဘက်မှာဆိုလေသမီးစားဆောင်ပေါ့နော်ဒီမှာလေသူတို့က order လုပ်ပြီးမှတခါလေးချက်တဲ့လူကချက်နော်မနဲ့ breakfast တွေသွားစားတယ်နော်ဟိုဘက်မှာတွေလည်းပုံလုံးလူပြည့်တယ်နော်တကယ်ตายရတဲ့ဒီချောင်းဟာဆိုရင်တော့ကျွန်တော်သွားဘူးတဲ့နေရာဒီထဲကအကောင်းဆုံးအတမရအောင်ပေါ့နော်ဒီအရန်ယူလည်းရန်ကောင်းတယ်တရားလည်းရှိတယ်နော်အိမ်ကြီးလည်းနော်အရန်လုံးဝအိမ်တွေလည်းပတရရက်အေးအခင်းရင်မှုရတယ်ခါတော့ပေးတယ်နော်မီးဆိုလည်း24နာရီညာကြီးโอเคဒီလောက်ပါပဲအားလုံးပဲကျေးဇူးတင်ပါတယ်ဟိုကလေးတွေဆေးတွေ